ချီတိုဆေးဆိုတာရုပ်ဖြောက်နဲ့လူတိုင်းအားကြရတဲ့သူတယောက်ပေါ့ဒါပေမဲ့အเจ้าမှာတော်ဆုံးမင်းလေးတွေကသူ့ကိုဝမ်းပြီးဖွင့်ပြောလာတဲ့အခါမှာတော့သူကအားလုံးကိုပြန်ပြီးတော့ကင်တွဲဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကတော့အเจ้าမင်းရသည်တရဲ့အစားပေါ့လှလှပပနေထိုင်ပြီးတော့သူတပောင်းကိုကူညီပေးခြင်းဟာစက်ကြောက်ဗရာရဲ့ဘိုးချက်လို့ကိုယ့်ကိုတတ်မှတ်ထားတဲ့ဒီလိုရော်ချိုတဲ့လူတယောက်အကြောင်းကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ဖော်ပို့နေတဲ့အချိန်မှာတော့သူ့ရဲ့ချစ်စရာကောင်းတဲ့အတန်းမော်ရှူဝါကလာနှုတ်ဆက်ပြီးတော့ဘာတွေကြည့်နေရလဲလို့မေးလာခဲ့ပါတယ်ချီတိုဆေးကတော့သူ့ကိုအမြင်မသိ social media account တစ်ခုကနေအမျိုးသမီးလိုက်စားရသူကျောင်းကမိန်းကလေးတွေမကဘူးသူတို့ရဲ့အမေတွေအဖွားတွေအထိပါလိုက်ပြီးတော့ပွေရှုံးနေသူဆိုပြီးတော့ဆဲဆိုထားတဲ့ပို့တစ်ခုကိုပြလိုက်ပါတယ်ဒီ comment တွေကသူ့ကိုစိတ်နှောက်ချက်ဖြစ်စေပေမဲ့လည်းယူဝါကတော့လူအများကသူ့ကိုချစ်ကြတာမလို့ဒီပြဿနာတွေကအလိုလိုပျောက်သွားမှာပါလို့အားပေးရှာပါတယ်အဲဒီနောက်မှာတော့သူတို့ဟာရော်ချောတဲ့ကောင်လေးတွေကောင်မလေးစုနေတဲ့သူတို့ရဲ့နာမည်ကြီးအဖွဲ့နဲ့တွားတွေ့ခဲ့ကြပါတယ်ချီတိုဆေးနဲ့သူ့ရဲ့တငယ်ချင်းတွေပြပပရီမောနေကြတဲ့အချိန်မှာကျောင်းသားအချို့ကသူတို့ဖွဲ့ကိုကြည့်ပြီးတော့အမြင်ကပ်နေတာကိုသတိထားမိလိုက်ပေမဲ့မနာလိုတဲ့လူတွေကတော့အမြဲရှင်းနေပါပဲလို့ချီတိုဆေးကကိုယ့်ကိုဖြေသေးလိုက်ပါတယ်ဒီလိုနဲ့ပဲသူတို့တမ်းမဲ့ဆရာကူရာကအတန်းထဲကိုဝင်လာခဲ့ပါတယ်ကူရာဆိုတာကတော့အကျောင်းသားရဲ့ခြားထဲမှာအေးစစ်စစ်နေတယ်လို့နာမည်ကြီးနေတဲ့ပြင်းရင်ပြင်းတဲ့နေတဲ့ဆရာတယောက်ပဲဖြစ်ပါတယ်ဆရာကပြင်းရင်ပြင်းတဲ့နဲ့ပဲချီတိုဆေးကိုအတန်းကောင်းဆောင်ဘယ်သူလုံးမလဲဆိုတာတာဝန်ပေးလိုက်ပါတယ်ချီတိုဆေးကပြောမလို့လုံးနေတော့မှပဲသူ့ရဲ့နာမည်ကြီးတငယ်ချင်းအဖွဲ့ကကြားဖြတ်ပြီးတော့ချီတိုဆေးကိုပဲအတန်းကောင်းဆောင်တင်မြောက်လိုက်ကြပါတယ်ချီတိုဆေးကလက်ခံလိုက်တဲ့အခါမှာတော့သူ့တငယ်ချင်းယူကိုကရုပ်လေးလာပြီးအုံနောက်မရှိတဲ့ဦးကြောင်ကြောင်မလေးဖြစ်နေပေမဲ့လည်းသူ့ရဲ့လက်ထောက်လုံးမယ်ဆိုပြီးဝင်ပြောလာခဲ့ပါတယ်အားလုံးကလည်းထောက်ခံခဲ့ကြတာကြောင့်သူတို့နှစ်ယောက်ကအတန်းကောင်းဆောင်တွေဖြစ်လာခဲ့ကြပါတယ်နောက်တော့နေ့လက်စာစားတဲ့အချိန်မှာချီတိုဆေးကဆရာကူရာနဲ့တွေ့ခဲ့ပါတယ်ဆရာကသူ့ကိုကန်တာဆိုတဲ့ကျောင်းသားတယောက်ရဲ့ဓာတ်ပုံကိုပြလိုက်ပါတယ်သူကတော့ခမရလိုပဲအန်နီမေကြိုက်ပြီးတော့လူတော်မတွေ့တဲ့ကျောင်းသားတယောက်ပေါ့ကျောင်းမလာတာနှစ်တောင်ချီနေပြီဖြစ်တဲ့အတွက်ကန်တာကိုပြန်ခေါ်လာဖို့ဆရာကချီတိုဆေးကိုကူညီတောင်းလိုက်ပါတယ်ချီတိုဆေးကဘာလို့ကျွန်တော်လဲလို့မေးတဲ့အခါမှာတော့ကျောင်းသားချင်းမှာဘာတွေကြုံတွေ့နေရလဲဆိုတာကိုပုံမနားလည်နိုင်တာမလို့ကန်တာကဘာလို့ကျောင်းအောင်မလာလဲဆိုတာသိအောင်လုပ်ပြီးတော့ကျောင်းမြတ်တောင်စီယုံပေးဖို့အတွက်ဆရာကရှင်းပြလိုက်ပါတယ်ချီတိုဆေးကငင်းဖို့စ조사လိုက်ပေမဲ့ဆရာကသူဟာအရာအလုံးကိုလုံနိုင်တဲ့သူရဲကောင်းတယောက်ဖြစ်ချင်တဲ့မာနရှိနေကြတာကိုထောက်ပြလိုက်ပါတယ်ဒါကချီတိုဆေးကိုစိတ်တိုဆေးပေးမဲ့လေအရာရာကိုလုံးနိုင်တဲ့သူဆိုရဲသူ့ရဲ့ဂုံတည်င်းကိုပြတ်မှာမလိုလားတာကြောင့်ဒီတောင်းဆိုမှုလက်ခံလိုက်ပါတယ်လှလှပပနေထိုင်ခြင်းဆိုရဲသူ့ရဲ့ဝါဒကိုဆက်လက်ထိန်းသိမ်းရမယ်လို့လည်းကိုယ့်ကိုပြောလိုက်ပါသေးတယ်နောက်တစ်နေ့ကျောင်းစိတ်ချိန်မှာတော့ချီတိုဆေးကယူဝါကိုခေါ်ပြီးတော့ကန်တိုင်းအိမ်ကိုသွားခဲ့ပါတယ်သူတို့ရောက်တဲ့ခါမှာတော့ယူဝါကချီတိုဆေးချိန်မှာအမြဲကြည့်ကောင်းနေအောင်မိတ်ကပ်တွေအမြိုင်ပြင်လိုက်ပါတယ်ခန်းတော်ကိုပြန်ခေါ်ဖို့ဘာလို့သူ့ကိုမှအကူအညီတောင်းရတာလဲလို့ယူဝါကမေးတဲ့အခါမှာတော့သူ့ကိုမုန်းတဲ့သူကမရှိသလောက်ရှားတာကြောင့်လို့ချီတိုဆေးကရှင်းပြလိုက်ပါတယ်အဲဒီနောက်ခန်းတော်အိမ်ကိုရောက်တော့သူ့မယားကြိုးစိုးပြီးတော့ခန်းတော်နဲ့တွေ့ဖို့လွတ်လိုက်ပါတယ်သူတို့နှစ်ယောက်တကားပြစ်ဘက်ကနေစကားပြောဖို့ကြိုးစားတဲ့အခါမှာတော့အိမ်ကြီးကနေခန်းတော်ကချီတိုဆေးကိုကျောင်းကလှုပ်ရှားသမျှအကုန်ကြိတ်တဲ့ဇူးနတ်မင်းကြီးဆိုပြီးတော့လှောင်ပြောင်းလိုက်ပါတယ်ဒါကချီတိုဆေးကိုဒေါသထွက်စေလို့ယူဝါကဝိုင်းပြီးတော့ချော်လိုက်ရပါတယ်အဲဒီနောက်ယူဝါကစကားပြောဖို့ကြိုးစားပေမဲ့လေခန်းတော်ကသူ့ကိုလည်းချီတိုဆေးရဲ့မိမပြတ်တွေကတယောက်ပဲလို့ပြန်ပြောလိုက်တာကြောင့်သူကလည်းဒေါသထွက်သွားခဲ့ရပါတယ်ချီတိုဆေးကအချင်းလေးကိုထိမ့်ဖို့အတွက်ခန္ဓာကြိုက်လောက်မဲ့လိုင်းနိုဘယ်ရဲ့အကြောင်းပြောကြည့်ပေးမယ်ခန္ဓာကတော့ချီတိုဆေးကတကယ်ကြိုက်တာမဟုတ်ပဲဟန်ဆောင်နေရလို့ပြန်ပတ်လိုက်ပါတယ်ဂျူဂျူစုခိုင်ဆန်ကလူတွေကိုနိုင်တဲ့ဇာတ်လမ်းလေးတို့မျိုးမာစတာပီတွေကိုပြောပြနေခဲ့ပါတယ်သူတို့နှစ်ယောက်ကတော့ဒါတွေကိုမဖတ်ဘူးလို့ဝန်ခံလိုက်ပြီးတော့ယူဝါကရင်ချင်းချင်းနဲ့အကြံပေးဖို့တောင်းဆိုပေးမယ်ခန္ဓာကတော့ဟန်ဆောင်မနေနဲ့ဆိုပြီးတော့ဆဲဆိုလွှတ်လိုက်ပါတယ်ရန်လိုတဲ့အချိန်တွေကြောင့်ချီတိုဆေးကပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်အိမ်ပြန်လမ်းမှာတော့ခန္ဓာကသူ့ကိုဘယ်တော့မုန်းနေလဲဆိုတာကိုပဲချီတိုဆေးကစဉ်းစားနေခဲ့မိပါတယ်အဲဒီညမှာတော့ချီတိုဆေးကနေပြိုအသက်သုံးဖို့ဆုံးဖြတ်လိုက်ပြီးတော့နောက်တစ်ခေါက်သွားတဲ့အခါမှာတော့နေမင်းကြီးလိုတောက်ပါတဲ့ယူကိုခေါ်သွားလိုက်ပါတယ်သူတို့ခန္ဓာရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့ခန္ဓာကချီတိုဆေးကိုထောင်းစာတိုင်းမောင်းထုတ်လိုက်ပြန်ပါတယ်ယူဝါပါမလာတာသိတဲ့အခါမှာတော့ယူဝါကသူ့ကိုစိတ်ဝင်စားလို့မလားလို့ခံထားထင်နေခဲ့ပါတယ်ချီတိုဆေးကတော့သူကအဲ့လိုလူမဟုတ်ပါဘူးလို့ညင်ပေးပြီးတော့ယူကိုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ခန္ဓာကယူကိုကိုလည်းချီတိုဆေးရဲ့အမတ်တွေရခြင်းလို့ကူညီပေးနေရမဟုတ်လားလို့ဆွဆွဲတဲ့အခါမှာတော့ယူကိုကလည်းဟုတ်ပါတယ်သူကချီတိုဆေးရဲ့စိတ်ထဲမှာနံပါတ်1မိန်းကလေးဖြစ်ချင်တာပါလို့ပို့ပွင့်လင်းလင်းနဲ့ဝယ်ခံလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲယူဝါတကူကိုသတိထားမိသွားခဲ့ပြီးတော့ခန္ဓာကြောင်းမလာတော့တာဟာမိန်းကလေးတယောက်ကညင်လိုက်လို့လားလို့မေးလိုက်ပါတယ်ခန္ဓာကလည်းဒါကိုအတိပြုတ်ပေးလိုက်ပြီးတော့သူကလည်းတခြားမင်းကလေးတွေကြားထဲကနေချီတိုဆေးရဲ့အာယုံဆိုင်မှုရအောင်စူးစမ်းနေတဲ့ယူကိုနဲ့တူတူပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ယူကိုကတော့သူ့လိုမဟုတ်ဘဲနဲ့သူကတော့တိုက်ပွဲဝင်ပြီးတော့အနိုင်ယူမှလို့ပြန်ပြောလိုက်ပါတယ်။ဒါအောင်ကြတော့ချီတိုဆေးကယူကိုကိုအောက်ထပ်မှာလက်ဖက်ရည်တော်ဖို့ခံလိုက်ပါတယ်။အဲဒီနောက်ခန္ဓာကိုတေးချစကားပြောအောင်တကားကိုဖွင့်ဖို့တောင်းဆိုလိုက်ပါတယ်။ခန္ဓာကညင်လိုက်တဲ့ခါမှာတော့ချီတိုဆေးကထွက်သွားသလိုလှုပ်လိုက်ပေမဲ့ခန္ဓာကတော့သူတို့နဲ့တူတူရှိကျင်တဲ့စိတ်ကလေးဖြစ်ပေါ်လာခဲ့ပါတယ်။ရုပ်ရက်ခန္ဓာကသူ့ရဲ့ပတင်ပေါက်ပြပတ်မှာအရေးတကူတွေ့လိုက်ရပြီးတော့အဲ့ဒါကတော့ဖေဘောက်တုံးနဲ့ပတင်ပေါက်ကိုရိုက်ခွဲလိုက်တဲ့ချီတိုဆေးဖြစ်နေခဲ့ပါတယ်။ချီတိုဆေးကပြုံးပြုံးလေးနဲ့အပြင်ကိုထွက်ခဲ့ဖို့သူတို့ရဲ့ကြားထဲမှာတူညီတာတွေရှိမလားဆိုတော့ကိုရှာကြည့်အောင်လို့ပြောလိုက်ပါတယ်။
ခန္ဓာကဒါရာဇဝတ်မှုပဲလို့တတိပေးလိုက်ပေမဲ့ချီတိုစီကတော့အေးစစ်စစ်ပဲခန္ဓာရဲ့မိကဝင်ပြီးတော့စကားပြောဖို့အတွက်ခွင့်ပြုပြီးသားပါလို့ပြောလိုက်ပါတယ်အဲဒီနောက်ချီတိုစီကခန္ဓာရဲ့ရှေ့မှာထိုင်ပြီးတော့အချင်းချင်းပို့တည်သွားအောင်လို့ပွင့်ပွင့်လင်းလင်းစကားပြောဖို့အကြံပြုလိုက်ပါတယ်ဒါအောင်ကြတော့ခန္ဓာကလည်းသူ့ရဲ့နေရာစကားတွေကိုအကုန်ဖွင့်ချလိုက်ပါတယ်သူကသူ့လိုလူညံတွေကိုအထင်သေးသက်တဲ့နာမည်ကြီးចောင်းသားတွေကိုဘယ်လောက်တောင်မုန်းလဲဆိုတော့ပြပြပြီးတော့အ ਨੇ ဆုံးတော့သူ့လိုလူတွေကိုလူသားလို့ဆက်ဆက်တင်တယ်လို့ပြောလိုက်ပါတယ်သူတို့တွေကရုပ်ချောလို့တာမမဟုတ်အားကစားတော်လို့သာနာမည်ကြီးနေကြလို့ကွန်ပလင်းတက်ပြတဲ့ခါမှာတော့ချီတိုစီကအဲ့ဒါမားနေတဲ့အကြောင်းပြောပြလိုက်ပါတယ်တချို့လူတွေကတဘာဝအရာအသာစီးရထားတာရှိနိုင်ပေမဲ့ယူကိုယူဝါနဲ့သူ့ရဲ့အားကစားသမားတငယ်ချင်းတွေဟာအခုလိုနေရာမျိုးရောက်လာဖို့အတွက်အပင်မခံစူးစမ်းခဲ့ရလို့ရှင်းပြလိုက်ပါတယ်ခန္ဓာကတော့သူ့လိုလူမျိုးကတော့ဘလောက်ပဲစူးစမ်းနေပါစေပါရမီပါတဲ့သူတွေကိုဘယ်တော့မှမနိုင်နိုင်ဘူးဒါကြောင့်စူးစမ်းနေတာတွေကအလကားပဲလို့ပြန်ညင်းလိုက်ပါတယ်ဒါပေမဲ့ချီတိုစီကတော့ခန္ဓာပြောတာကိုလက်မခံပဲနဲ့ကိုယ့်ရဲ့စူးစမ်းအထုံးမှုကိုယ်တိုင်ယုံကြည်ပြီးတော့ကိုယ်တိုင်ကလည်းယုံကြည်မှုရှိရမယ်လို့ပြန်ပြောပြလိုက်ပါတယ်အဲဒီနောက်မှာတော့ချီတိုစီကကန်တာကိုသူ့တပါနဲ့ဘလို့ပို့ပြီးတော့ကောင်းမွန်ဆက်သွယ်ပြောဆိုရမလဲဆိုတာကိုစတဲ့သေးချာပေးလိုက်ပါတယ်သူတပါကိုမေကိုနေပို့မေဖို့နဲ့သူများပြောတာကိုသေချာနားထောင်ဖို့တင်ပေးတာပါဒီလိုနဲ့ပဲချီတိုစီကလိုင်းနိုဘယ်ရဲ့အကြောင်းစကားဆက်လာတဲ့အခါမှာတော့ကန်တာကချီတိုစီလိုလူမျိုးကဒီလိုဆောင်မျိုးတွေကိုတကယ်နှစ်သက်ပြီးတော့ဖတ်တယ်ဆိုတာကိုတစ်စက္ကန့်တော့မယုံနိုင်အောင်ဖြစ်နေခဲ့ရပါတယ်ဒါပေမဲ့ချီတိုစီကတော့သူ့ဟာတစ်ပတ်လုံးဒီလိုဇလန်မျိုးတွေကိုဖတ်ခဲ့ပြီးတော့ဇလန်တွေမှာယောက်ျားလေးကြီးပဲဖြစ်နေကြတာကိုသိလိုက်ရတဲ့အချိန်မှာမျက်ရည်တောင်ကြားခဲ့ရတယ်လို့အခိုင်အမာပြောနေပါသေးတယ်ဒါကိုသက်သေပြဖို့အတွက်သူကဇလန်ရဲ့အခြေဆက်တွေကိုပါအသေးစိတ်ရှင်းပြလိုက်တဲ့အခါမှာတော့ကန်တာခမတကယ်ကိုအားအသင့်သွားခဲ့ရပါတယ်ကန်တာချီတိုစီကိုဘာလို့ဒီလောက်အထိသက်သေပြဖို့စူးစမ်းနေရလဲလို့မေးတဲ့အခါမှာတော့ချီတိုစီကသူ့တပားကိုနားလဲအောင်မစူးစမ်းဘဲနဲ့အပုတ်ချနေတာကိုသူအမောင်းဆုံးပဲလုပ်ပြဖြစ်ခဲ့ပါတယ်ဒါကကန်တာသူ့ဘောလုံးရဲ့လုံးရမျိုးပဲဖြစ်ပါတယ်တကယ်တော့စစ်မှန်တဲ့ဆက်သွယ်ပြောဆိုမှုဆိုတာတစ်ဖက်လူကိုပို့ပြီးတော့နားလဲခြင်းနဲ့စိတ်ဆက်နာနေစတင်တာဖြစ်ပြီးတော့ဒါယူအာနဲ့ယူကိုတို့ကိုကန်နာပေါ်လုပ်ပေးခဲ့တဲ့အရာမျိုးပါလို့သူကရှင်းပြလိုက်ပါတယ်။ဒါကြောင့်ကန်နာကသူ့ကိုယ်တိုင်အမောဆုံးဖြစ်တဲ့အပြုမျိုးမျိုးကိုသူများပေါ်ပြန်လုံးနေမိပြီဆိုတာကိုချီတိုစီကထောက်ပြလိုက်တဲ့အခါမှာတော့ကန်နာကလည်းအောင်းသွားခဲ့ရပါတယ်။အဲဒီနောက်မှာတော့ချီတိုစီကကန်တာရဲ့စာအုပ်စင်ပေါ်ကစာအုပ်တုပ်ကိုယူလိုက်ပြီးတော့ပါရမီအလွန်ပါရဲ့လူတစ်ယောက်အကြောင်းစာပြောပြလိုက်ပါတယ်။ချီတိုစီရဲ့အဆိုအရအဲ့လူကရုပ်ရည်ချုံမောပြီးတော့မင်းကလေးကြားထဲမှာလည်းနာမည်ကြီးသလိုမြောက်ကိုရီးယားကိုတောင်ဖြိုလဲနိုင်တဲ့အထိစွမ်းရည်ရှိရလို့ဆိုလိုက်ပါတယ်။ဒါအပြင်သူကလေ့ကျင့်မှုတွေစာကြည့်တာတွေကိုလည်းကြိုးကြိုးစားစားလှုပ်ဆောင်ခဲ့တာကြောင့်အမှကောင်းကောင်းရသလိုနာမည်ကောင်းလည်းရခဲ့တဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူကအရာရာမှာပြေးစုံလို့နေတော့လူတွေကသူ့ဘောမနာလို့ဖြစ်ပြီးတော့စတင်မုန်းတီးလာခဲ့ကြပါတယ်။သူအမားကျွန်းလေးတစ်ခုလုံမိရနဲ့သူများတွေကဝိုင်းပြီးတော့လောင်မြမှုအခွင့်အရေးကိုစောင့်နေခဲ့ကြတာပါ။လူတွေကသူ့ကိုပြန်ပြီးတော့သဘောကျလာအောင်ဆိုပြီးတော့အဲ့လူကသူ့ရဲ့အမတ်တွေကိုတမင်တကာချော့ချခဲ့ပေမဲ့ဒါအခြေအနေကိုမကူညီနိုင်တဲ့အပြင်လူတွေကသူ့ကိုပို့တော့မုန်းသွားကြပါသေးတယ်။ဒါအောင်ကြားရတဲ့ကကန်တာစိတ်ပြတ်သွားခဲ့ပေမဲ့ချီတိုစီကတော့ဆက်ပြီးတော့ပြပြနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆရာတယောက်ကအဲ့လူကိုသူရရှိထားတဲ့ပါရမီနဲ့အားသာချက်တွေကိုလက်ခံဖို့နဲ့တခြားသူတွေကိုအိုးစောင့်နိုင်တဲ့သူတရားအနေနဲ့တာဝန်ယူဖို့ပြောပြီးကူညီပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့အဲ့လူကကိုယ့်ကိုတားဆီးပိတ်ပင်ထားတာတွေကိုရပ်တန့်လိုက်ပြီးတော့အချိန်ကားတဲ့ပုံကောင်ပုံမြင်မအောင်စူးစမ်းခဲ့ပါတယ်။ဘယ်သူမှမမိနိုင်တဲ့လှပလွတ်လပ်တဲ့ဘဝမျိုးကိုဖန်ပလင်းလေးလိုတောက်ပစွာနဲ့ဖျက်ဆီးခဲ့တာပါ။ဒီဇလန်ကဘသူ့အကြောင်းလဲလို့ကန်တာမိလိုက်တဲ့ခါမှာတော့ချီတိုစီကဒါသူ့ရဲ့အကြောင်းပဲလို့အေးစစ်စစ်နဲ့ပြောလိုက်ပါတယ်။ကန်နာကတော့ကိုယ့်ကိုဒီလောက်အထိချီးမွမ်းမနေနဲ့လို့ပြန်ပြောပြလိုက်ပေမဲ့သူကချီတိုစီကိုကောင်းကောင်းမသိပဲနဲ့သူ့ရဲ့ဘဝဇလန်ထဲမှာလူချမ်းတယောက်ဖြစ်သတ်မှတ်ခဲ့မိရတော့ဝန်ခံလိုက်ပါတယ်။လူတွေကနာမည်ကြီးတဲ့ပုံမှာကောင်းတာဆိုတာရောပုံကြီးချဲတတ်ကြရလို့ချီတိုစီကဆိုလိုက်ပါတယ်။ဒါပေမဲ့ကန်နာကတော့ချီတိုစီကဘဝမှာအောင်မြင်နေသူဖြစ်ပြီးတော့မင်္ဂလိတွေကတော့ဝိုင်းပြီးတော့သဘောကျနေကြတာမလို့ဒါတွေကအရေးမကြီးလို့ထင်နေခဲ့တာပါချီတိုစီကဘာလို့ဆိုလိုတာလဲလို့မေးတဲ့အခါမှာတော့ကန်တာကချောမောရဲ့လူတယောက်အတွက်မင်္ဂလိတွေကိုဆွဲဆောင်ဖို့ကလွယ်ကူရလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ချီတိုစီကတော့နေတိုင်းလူချိုးလူပွဲလို့အခေါ်ခံရတာဟာအမြဲတမ်းတော့မကောင်းလောက်လို့ပြန်ပြောပြလိုက်ပါတယ်။ကန်တာကလည်းတခြားသူတွေကိုနှိမ့်ချခြင်းတဲ့သူတွေအမြဲရှိနေမှာပဲလို့ဆိုလိုက်ပါတယ်။ချီတိုစီကလည်းဒါကိုသဘောတူပေမဲ့ကန်တာရဲ့တငယ်ချင်းတွေဟာတကယ်ကိုစရင်ကောင်းတဲ့သူတွေဖြစ်တာကြောင့်သူများတွေရဲ့အမုန်းတရားတွေကိုဂရုစိုက်မနေပဲနဲ့ကိုယ့်ကိုတိုးတက်အောင်မဲ့အာရုံစိုက်ဖို့အတွက်အကြံပေးလိုက်ပါတယ်။ချီတိုစီအတွက်ရေးစားရဖို့ကလွယ်မှာပဲလို့ကန်တာကပြောတဲ့အခါမှာတော့ချီတိုစီကဒါအမှန်တိုင်းပဲမဲ့ကိုယ့်ရဲ့တငယ်ချင်းတွေကတော့ကိုယ့်ဘောစိတ်ဝင်စားလာတဲ့အခါမှာတော့ကိစ္စတွေကချိုးလေးသွားနိုင်တယ်လို့ဝန်ခံလိုက်ပါတယ်။အဲဒီနောက်မှာတော့ကန်တာကသူ့ရဲ့အထိတ်ကအကြောင်းတွေကိုစာပြောပြဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ချီတိုစီကလည်းကန်တာရပွင့်လာခဲ့တာကိုဝမ်းသာနေခဲ့ပေမဲ့ဇလန်းကိုတော့သူခံမှန်းလို့ရနေခဲ့ပါတယ်။မင်္ဂလိတယောက်ကိုဖွင့်ပြောခဲ့ပေမဲ့အဲ့ဒီမင်္ဂလိကသူ့ဟာမင်းသားလေးမဟုတ်ဆိုပြီးတော့ပြင်းပြထန်ထန်ညှင်းလို့ပြစ်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့သူဟာအဲ့ဒီမင်္ဂလိကိုရောလူတိုင်းကိုပါမုန်းတီးလာခဲ့တာဖြစ်ပါတယ်။သူတို့ညောင်ကကန်တာရဲ့နာကျင်စရာအတွေ့အကြုံပေါ်မှာအချင်းချင်းနားလည်မှုရသွားခဲ့ကြပါတယ်။အခန်းပြင်မှာတော့ယူကီယာတက်တက်စိန်နားထောင်နေခဲ့ပြီးတော့အချင်းတွေကောင်းမွန်လာခဲ့တာကိုသိရလို့စစ်သက်သာရနေခဲ့ပါတယ်။မကြခင်မှာပဲကန်တာနောက်ထပ်ဘာဆက်လုပ်တင်လဲဆိုတာကိုဆွေးနွေးခဲ့ကြပါတယ်။ကန်နာကတော့အဲ့ဒီမင်္ဂလိမေးကြီးပေါ်မှာဘာစိတ်မှမရှိတော့ပေမဲ့လူကြိုက်များတဲ့သူတယောက်တော့ဖြစ်ချင်နေတော့မို့သူ့ကိုကူညီပေးဖို့ချီတိုစီကိုတောင်းဆိုလိုက်ပါတယ်။
ချီတိုစေးကအစားမှာတော့ကန်တာကိုကလေးထင်းသလိုလိုက်မလုပ်ပေးခြင်းလို့ညင်းခဲ့ပေမယ့်နောက်ဆုံးမှာတော့သူ့ရဲ့ကိုယ်ပိုင်မူဝါဒတွေအတိုင်းပဲနေထိုင်နေတာကြောင့်သုံးမှတ်ကြာကူညီပေးဖို့အတွက်သဘောတူလိုက်ပါတယ်ပထမဆုံးအနေနဲ့ကန်တာရဲ့ရည်မှန်းချက်ကိုမေးတဲ့အခါမှာတော့ကန်တာကမီကီနဲ့သူ့ကိုအနိုင်ကျင့်ခဲ့တဲ့သူတွေကိုတတ်သိပြခြင်းတယ်လို့ပြောလိုက်ပါတယ်ချီတိုစေးကလည်းမီကီကိုနောက်ထားကြအောင်လုံးမဲ့အကြံကိုအပြည့်အဝထောက်ခံလိုက်ပါတယ်ဒါပေမဲ့ကန်တာကမင်္ဂလိနဲ့မျက်နှာချင်းဆိုင်မှုကြောင်းနေတော့မှဖြစ်ပါတယ်ချီတိုစီကတော့ဟာသာနော်ပြီးတော့ကန်တာကမင်္ဂလိတွေရဲ့နူးညံ့မှုမခံစားဘူးသေးလို့ဖြစ်မှာပါလို့ဆောင်းလောက်လိုက်ပြီးတော့ကန်တာကိုပြောင်းလဲဖို့အတွက်အားပေးလိုက်ပါတယ်နောက်ပိုင်းမှာတော့ကန်တာအောက်တက်ဆင်ပြီးတော့သူ့အမေကိုရောယူကိုကိုပါအားနာရဲ့ကြောင်းတောင်းပန်ခဲ့ပါတယ်ယူကိုကလည်းခွင့်လွှတ်ပေးခဲ့ပြီးတော့ကန်တာကိုရေရင်ချိုးဖို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့ကန်တာရဲ့စပင်ကိုညှပ်ပေးခဲ့ပြီးတော့ချီတိုစေကကန်တာကိုအစားတော့ဆင်ကျင်ခိုင်းတာအနေစားပြီးတော့လူရုပ်ပေါ်ပြောင်းလဲပေးဖို့အတွက်စတင်ခဲ့ပါတယ်ကန်တာရဲ့ဖုန်းကိုလည်းတင်ပြီးတော့ဆိုရှယ်မီဒီယာသုံးတာကိုခေတ္တပိတ်ပင်လိုက်ပါတယ်ဘာလို့လဲဆိုတော့အကောင့်တွေနဲ့သူများတွေကိုလိုက်ဆဲနေတာဟာကျမ်းမာတဲ့အပြုမဟုတ်ဆိုတော့သိစေချင်လို့ဖြစ်ပါတယ်အဲဒီနောက်မှာတော့ချီတိုစေကယူကိုနဲ့စကားထိုင်ပြောဖြစ်ခဲ့ပါတယ်ယူကိုကချီတိုစေကိုလူတိုင်းကိုသဘောကျအောင်လွန်နိုင်စွမ်းရှိရလို့ချီးမွမ်းတဲ့အခါချီတိုစေကသူတို့ရဲ့အတိတ်ကကိစ္စတွေကိုပြန်ပြောဖို့အတွက်တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့ယူကိုကတော့တနေ့မှချီတိုစေကသူ့ဘောစိတ်ဖွင့်လာလိမ့်မယ်လို့မျှော်လင့်နေစေပဲဖြစ်ပါတယ်။နောက်တနေ့မနက်မှာတော့ကြောင်းမြတ်တမ်းမှာမို့ကန်တာကစိတ်ထဲလှုပ်ရှားနေခဲ့ပေမဲ့ချီတိုစေကဒါဟာပြောင်းလဲမှုအတွက်ပထမဆုံးခြေလှမ်းမဲ့လို့အားပေးလိုက်ပါတယ်။အခန်းထဲကိုဝင်သွားတဲ့ခါမှာတော့ချီတိုစေကကန်တာဟာအင်ထိုင်အားတိုက်ရှိတဲ့အရာကြီးပေါဝင်လာတာကြောင့်ထရေဘောလို့လူသိများတဲ့ဟာတာလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။အဲဒီမှာခန္ဓာတယောက်တင်းသွားခဲ့ရပါတယ်။ဒါပေမဲ့ချီတိုစေကတော့တခါတလေလူတွေကိုရေမောင်းအောင်လုပ်တာကတင်းမာမှုတွေကိုရောကြစေနိုင်တယ်လို့သူ့ကိုပြောပြခဲ့ပါတယ်။အဲဒီနောက်မှာတော့ချီတိုစေရဲ့ကျန်တဲ့တငယ်ချင်းတွေကလည်းဝိုင်းလာခဲ့ပြီးတော့ခန္ဓာအငင်းခံရတာကိုအပျော်သဘောလေးစနောက်ခဲ့ကြတော့တခန်းလုံးဝရေမောကုန်ကြပါတယ်။ကန်နာကတော့နည်းနည်းစိတ်မလုံခြုံသလိုခံစားနေခဲ့ရပေမဲ့လည်းချီတိုစေကတော့နောက်ပြောင်တဲ့တကယ်စော်ကားတဲ့ကြားထဲမှာကွာခြားချက်ရှိတယ်ဆိုတာရဲ့အဓိကကွာခြားချက်ကိုသိထားဖို့ကအရေးကြီးတယ်ဆိုတာကိုရှင်းပြပေးခဲ့ပါတယ်။